အမေရိကန်ချင်းချောက်မှုကိုအလျှော့ပေးမည်မဟုတ်ဟုအီရန်ကောင်းဆောင်ပြောကြားလိုက်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆန္ဒပြသူတွေကိုကူညီမယ်လို့ချင်းချောက်ပြီးတဲ့နောက်ရန်သူကိုအလျှော့ပေးမှာမဟုတ်ဘူးလို့အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အာယာတိုလာအခါမေနီကဇန်နဝါရီလ3ရက်မှာကတိပြုခဲ့ပါတယ်။ငွေကြေးဖောင်းပွားမှုမြင့်တက်လာလို့ရက်ပေါင်းများစွာမငြိမ်မသက်ဖြစ်ပြီးဖမ်းဆီးတွေတိတိတတ်တာမြင့်တက်လာတယ်လို့လူခွေအဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။ဇန်နဝါရီလ3ရက်ကရုပ်မြင်သံကြားကနေခါမီနီလီကအီရန်ဟာရန်သူကိုအလျှော့ပေးမှာမဟုတ်ဘူးလို့ပြောခဲ့ပြီးအထီဂရန်ကျူးလွန်သူတွေကိုသူတို့ရဲ့နေရာမှာထားတင်တယ်လို့ပြောပါတယ်။ရီဂယ်ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့်စီးပွားရေးထိခိုက်လာချိန်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစအီရန်သုံးဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးလူ30ကျော်တေဆုံးခဲ့ကအများပြဖမ်းဆီးခံရတယ်လို့လူခွေအဖွဲ့တွေကပြောပါတယ်။